Udiya wasola kwene Begu dai begu myu oka myu de Chami yimyai chao nai duen do Ubodaren Dila Jendo Kanyu Sautiyan Yaushi La Ja Gung Do Ubodaren Di Bao Lo A Dhamma Dana Amada Dana Ani Apshi Pelu Hoja Adi Maha Pina Za Atoba Deyadidana Yad Vyajin Goromya Ye Sadaka Lo Kore Sato Sadaka Sura Shito Wambo Shito Wambo Shiro Sui Ngaya Ne Ngaze Shiba Eri Ngaya Ngaze Do Sato Direga Sadaka Tegara Sadaka Bali Do Mala Shire Maha Pina Sato Eri Maha Pina Sato Go Yajin Goromya Di Dawiti Bimo Zido Shejauno Ma Piam Miro Kodala Mendayago Piamiro Hore Daya Erago Myamamu Miro Sato Dega Shire Daime Name Beya Yenop Shi Kotala Eime Sakshau Che Dili Home Daya Barele Sato Anine Byoye Maha Pina Za Eda Nale Au Byoye No Kotala Eime Dese Chauche Eri Kotala Eime Dese Chauche Go Ojiro Hapshilo Kora Ro Sura Kora Jive Jekaligo Yin Byoba Digene Niyare Kika Soka Lole Kore Tani Byoyi Vipati Kit Vipati Kit Suraga Kit Pielu Byore Eda Vipati Kit Tema Bari Chilla Me Surago Myaswa Biaga Longere Nembao Nataunga Ya Jorega Jotimiro Kota De Vidava Ero shi shao yin bari ne chou dui ya ma le Yahu do chou dui ni da le Phaya ho da de man da la ma man bu la Da le ko wa ko nyan le ne ko sin nyin ji bi lo Chou dui la ya me Anaitha Dhamma lo kho de Taya de Myin nida Cha nida Chou dui ni da ni po ma Domanata de Mapsipolo Tawega Nyan Yumolo Manilo do Telo Now Lugo Now the Chain Luda Yao Nene Yaula Lebe Hello say that in a balloon alone to meet on the Jamale Now I need said Domo Nani those and Nani the Yambo Eri Jaya Luloga Lutanam, Hari Shini Jamale Eri Wimani Kijidem and I don't Lulam Shite Chinga Uabala Gong Bawunji John Lebe Jesse Gohane Eri do Hoyi Didea Hoya Yuega The lady Jodim Mido Dida Kanjano Higa Yuevi Hoya Ragaro Miamian Diboa Dikana Chop Mido Mabo Nevango Alceson Goda Maria Sine Yamau Mido Tota Paramidi Shi Leva the Garanga Nagayana Sine Yamian Mabo Neva Yahu Ye Era no so than Bede and Enibioya Yim Shit Abamada de Alaga in Hamid de Yama Mebolo, Bobo Sasa, Mimi Yoyo, Manebolo. We bade Kijidem and now the Ludiam Silla ye.
ဘုန်းကြီးတို့ဘာတွေနဲ့ကြုံတွေ့ပြီးတော့ဘယ်လိုတွေဖြစ်မယ်ဆိုတာကိုအဲ့ဒါများစွာဘုရားကမဟာသုပိနဇတ်တော်မှာဟောထားတာကိုပြန်ပြီးတော့ပရိသတ်ပေါင်းသူတော်ကောင်းတို့အားဓမ္မဘုဟုတုတ္တရပါစေနှစ်ဓမ္မကံဝေကရပါစေသုံးဒီဘုရားဒီသာသနာနဲ့ဒီဘဝကိုရနေတဲ့အချိန်မှာမြန်မြန်မဲ့ဖို့နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတွေအားထုတ်နိုင်ကြပါစေဆိုတဲ့အဲ့ဒီရည်ရွယ်ချက်ဖြစ်ဩဒီမဟာသုပိနဇတ်တော်ကြီးကိုတရားဖြစ်တဲ့စိတ်ကောင်းဝင်တဲ့သူတော်စင်တို့အားဘုန်းကြီးတို့ပြောပြမှာဖြစ်ပါတယ်အိမ်မဲက16ခုတောင်မှဆိုတော့ဘုဒ္ဓဘာသာတစ်ခုပြီးမလားနှစ်ခုပြီးမလားတော့မသိဘူးပေါ့လေအဲ့ဒါဘုန်းကြီးတို့ဘဝတွင်လုံးတော့မဟာသုပိနဇတ်တော်ကြီးကိုကြိုးစားပြီးတော့တရားရှိခြင်းစိတ်ကောင်းဝင်တဲ့သူတော်စင်များပြောပြမှာဖြစ်ပါတယ်အဲ့ဒီမဟာသုပိနဇတ်တော်ဖြစ်ပေါ်လာတဲ့အချိန်မှာသဗ္ဗညုများစွာဘုရားကသာဝတိပြည်ဒီတုံကြောင်းအိမ်မက်16ပါးရဲ့အဖြေတွေကိုလာမေးတာကကောသလမင်းတရားဒါကြောင့်သာဝတိပြည်ဒီတုံကြောင်းမှာသတင်းသုံးနေစဉ်ကာလကဟောခဲ့တဲ့မဟာသုပိနဇတ်ကိုဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားမဟောကြားသေးမီတရားမနာကြားသေးမီမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးတခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုယောသေးစွာလုံးရှိမို့ရှိခိုး၍ဓမ္မသဘင်စတင်ဝိညာရအောင်အလုံးသောပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဦးချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနာပလင်ဒါနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားခြေကျိုးကိုရောပူဇော်အပ်တဲ့နမေကာရဘုရားရှင်ကိုဖြင့်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဘင်စတင်ပွညာရအောင်ဓမ္မမောဟံဟံတွာဘောဓိတိပင်ကဇံဇနံသတ္တမရံတိသောတံပါလေတုမံသိနောဘုနေတေကောဝိဇ္ဇာမိုင်းလုံးပိခာဖုံးသည်ဖြင့်သုံးလောကဘွေငူကဲမဲ့သူကင်းပါလျက်အလင်းမရနိုင်ပဲရှင်နုံနုံချမ်းထုံးပေကအမြင်ကင်းနေကြတဲ့တတ္တဝါကပင်းတွေကိုတွင်မဝေဖြာလင်းကြစေငါသွမဝေယအန္တုမာလီယောနိဘဝင်ဘုရားရှင်ဆိုတဲ့လာမင်းကြီးသည်ဘုရားရှင်ဆိုတဲ့နေမင်းကြီးသည်သာဓမာရံတိဆုံးပြောမမနိုင်သည့်သုံးလောကရတခွင်ကုန်စေအောင်ပပဝင်နိုင်သည်ပရိယပฏิပံပฏิဝေဒဆိုတဲ့ရောင်လင်းတို့ဖြင့်ဝါတတ္တမရံတိသောခွင်တဲ့အစရာမောင်းနှင့်ထွက်ပြတောင်းရင်စကြောင်းလက်ကပါဝင်သူတော်ကောင်းတရားသည်ဟုသောရောင်လင်းတို့ဖြင့်ဓမ္မမောဟံသိတရားတွေကိုပိတ်ဖုံးလေအမိုင်ဆုံးအန္တမောဟဆိုတဲ့အမောင်ကြီးကိုအန္တဝါသဇရမောင်ချင်းဘဝပါမောင်ခွင်းကိုလက်ပြရောင်ဝင်းသစ္စာဆိုတဲ့ရောင်လင်းတို့ဖြင့်ပဲခွင့်ပြတော့လင်းတို့ရောက်စေတော်မူပြီး၍အင်္ဂသာဇနာဝိဇ္ဇာမိုက်တော်အိမ်မောတွေကြဘယ်တော့မှမပွင့်နိုင်ကြတဲ့တတ္တဝါဝိနည်းတွေကိုဟောရတိသစ္စာလေးစေငုံအားဆွေ၍မြို့ခွင့်ဝေရှာထုတဲ့ထွေလာဘုဘေဝေရှာပရိသများနံဟုဝေဝေရှာဇလာပန်းတို့ဖြင့်ပွင့်လန်းစေတော်မူခဲ့လေပြီသောစီနောလေးလီသစ္စာရောက်ရွှေဝါဖြင့်တတ္တဝဝေနေပွင့်လင်းစေသည်
ပရမီယံနှင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မံဘဝဘဝမြောက်များစွာမှခန္ဓာနာယုံဖြစ်ပြချုပ်ကိုသမုတ်မိခေါ်ဘုရားတပည့်တော်ကိုတံပါလေသူလောကသန္တရာနှပြပြီးတဲ့ယံသွဲအပေါင်းလောကဗေဒယံသွဲသွဲအန္တရာယ်အပေါင်းကေဝေရှောင်းအောင်ကောင်းစွာမသွေဆောက်ရှောက်တော်မူပါစေတည်းဆိုလိုက်ပါငါကိုသမုတ်နံယုတ်နဲ့ထွေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတိဆောင်လို့အောင်ပါစေဒီလင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေဆရာအမိညာတိအဆွေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတိဆောင်လို့အောင်ပါစေဒီလင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေတရားနာကြများလာဝေနေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတိဆောင်လို့အောင်ပါစေဒီလင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေဘဂိုးမြို့မှများလာဝေနေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတိဆောင်လို့အောင်ပါစေဒီလင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေမြမပြည်ရှိများပြည်သူတွေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတိဆောင်လို့အောင်ပါစေဒီလင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေသဘာဝရှိများပြီးသူတွေဘေးရန်ကင်းလို့ရှင်းပါစေအောင်မြင်နေလို့လင်းပါစေသိတိဆောင်လို့အောင်ပါစေဒီလင်တန်ရှင်းယောဂကင်းလက်ငင်းတရားတွေ့ပါစေသဗ္ဗိတိယဝုဝဇန္တုသောဘောရောဘောဝိနာတတုမာဒေဝန္တောတရယသုခိတိကာယုကောဘဝသဗ္ဗိတိယလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှပေါင်းတို့သည်ဝိဝေဇန္တုရှောင်လွယ်ပြောင်းပြကြပါစေကုန်သောကောဇံသောကတရားသည်၎င်းယောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မာဝန္တုကြမရောက်ကြပါစေကုန်လေ
သူခိတာကိုစိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကယောဂတက်ရတန်းကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိတမေတ္တာပါဌနာများပြုပြီးတော့ဒီနေ့ဓမ္မသဘင်ကိုဘုန်းကြီးတို့ခုချိန်ကစတင်ပြီးတော့ဖွင့်ပါတယ်မဟာသုပိနရေးတယ်မဟာဆိုတာကအကြီးကြီးလို့မို့အများကြီးသုပိနကအိမ်မက်တယ်မဟာသုပိနဆိုတဲ့စလုံးကိုမြန်မာပြန်ရင်အိမ်မက်ဒီအများကြီးမက်တယ်အိမ်မက်တွေအများကြီးမက်တဲ့အခါကျတော့အိမ်မက်ကဘယ်လောက်ရှိတော့ဆိုတော့16ချက်ရေးတာအိမ်မက်ဘယ်နှချက်လဲအဲ့ဒီအိမ်မက်26ချက်တရားဒေသနာစတင်ဖြစ်ပေါ်လာတဲ့အချိန်မှာလာဘူနိတိတံတိတိဣဒံတထာဇေတဝနေဝိရဏသောသောလတ္တမဟာသုပိနေအာရဘာကတိတိလာဘူနိတိတံတိဣဒံဓမ္မဒေသနံလာဘူနိတိတံတိဆရှိသောဤတရားဒေသနာတော်များကိုတထာလူနတ်တို့ဆရာဘုရားများစွာကစေနဝနေစေတော်ခေါ်ကြောင်းတိုက်တော်မှာဝိရဏတော်ယပဒလေးလီဖြင့်မြတ်ကြီးရွှင်ပြုံးတဲ့သုံးဆံပဲတော်မူနေတဲ့ခံကာလစီတော်ကသောလတ္တမဟာသုပိနေ16ချက်သောအိမ်မက်တို့ကိုအာရဘအကြောင်းပြု၍တထေတိကရုဏာရှိထာမေတ္တာအားဖြင့်ဟောကြားတော်မူခဲ့ပါမည်တည်းဇအထက်ကရာပါဠိတော်မှာမဟာသုပိနဇတ်တော်ရဲ့ဏိဒံကိုလာဘူနိတိတံတိတိဣဒံတထာဇေတဝနေဝိဟရံတော်ဆိုပြီးတော့ဒီလိုပါဠိတော်များသင်ပြီးတော့ပြတာအဲ့တော့အိမ်မက်လောကမှာပြောတဲ့အိမ်မက်တဲ့အမှန်မှန်မဟုတ်ပြေးတိုက်အိမ်မက်ဘာလဲလဲအိမ်လို့မက်တာမြင်တာအဲ့ဒီတော့လူတွေဘာဖြစ်လို့အိမ်မက်မက်တယ်လဲဒါကိုဘုန်းကြီးတို့ရှင်းဦးစွာအိမ်မက်ရဲ့အကြောင်းကိုနည်းနည်းပြောမယ်လူတွေဘာဖြစ်လို့အိမ်မက်မက်ကြတယ်လဲဆိုတော့အိမ်မက်မက်ခြင်း၄မျိုးရှိသေးတယ်အိမ်မက်မက်ခြင်းဘယ်နှမျိုးလဲအဲ့ဒီ၄မျိုးမှာတစ်မျိုးမျိုးကြောင့်လူတွေအိမ်မက်မက်ကြတယ်အိမ်မက်မမြင်မဲ့ဘူးဆိုတာဘုရားယဟန္တာဘုရားယဟန္တာတွေကတော့အိမ်မက်မမြင်မဲ့တော့ဘာမှမမဲ့တော့ဘုရားယဟန္တာတွေကအဲ့တော့ဘုန်းကြီးတို့အိမ်မက်နဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ဘုရားအလောင်းတော်သိတ္တထမင်းသားနတ်ပြည်ကနေပြီးတော့စွတ်တည်ပြီးတော့လူပြည်မာယာဒေဝီရဲ့ဝမ်းကိုဝင်သားမဲ့ဆိုတဲ့အခါကျတော့မာယာကအိမ်မက်မက်တယ်ရှင်မြူတော်တကောင်ဟာလက်ရနံတော်ကနေဖောက်ပြီးတော့ဝမ်းပိုက်ကိုထွက်သွားတယ်လို့ဒီလိုအိမ်မက်မက်တယ်အဲဒီတော့အိမ်မက်နဲ့ပတ်သက်ပြီးတော့နံပါတ်1ရှင်း၌လေးချက်ဘူးချင်းကြောင့်အိမ်မက်မက်တယ်ရှင်း၌လေးချက်ဘူးချင်းဆိုတာမနေ့ကတနေ့ကသို့မဟုတ်လွန်ခဲ့တဲ့တစ်လကသို့မဟုတ်လွန်ခဲ့တဲ့2လကသို့မဟုတ်လွန်ခဲ့တဲ့တစ်နှစ်ကတရားလုံးတဲ့စကားပြောလိုက်မယ်တစ်ခုခုကိုလုံးလိုက်မယ်အဲ့ဒီလိုရှေ့ကဆိုတာဟိုရှေ့ဘုံကကိုပြောတာမဟုတ်ဘူးလွန်ခဲ့တဲ့လလွန်ခဲ့တဲ့ရက်လွန်ခဲ့တဲ့နှစ်တုန်းက
တခုခုကိုမိမိကပြောတယ်ဆိုတယ်လုပ်တယ်ကိုင်းတယ်အဲ့ဒါကိုအစွဲပြုပြီးတော့လည်းပဲအိမ်မက်ထဲမှာပြန်ပြောရတယ်လို့ပြန်လုပ်ရတယ်လို့ပြန်ကိုင်းရတယ်လို့ပြန်တွေ့ရတယ်လို့ဆိုပြီးတော့အဲ့ဒီလိုနီးနဲ့လည်းပဲအိမ်မက်ကမတတ်တယ်အဲ့ဒါတစ်ချက်ပါနံပါတ်2နမိတ်ပြခြင်းကြောင့်လည်းပဲအိမ်မက်မတည်နမိတ်ဆိုတာအမှားသားပဲနိမိတ်ကဆိုတာပါဠိစကားဟာငါနမိတ်မကောင်းဘူးနမိတ်ကောင်းတယ်နိမိတ်ဆိုတာပါဠိစကားနမိတ်ပြခြင်းကြောင့်လည်းပဲအိမ်မက်မဲ့တယ်ဘာဖြစ်လာမလဲဘာဖြစ်နေလဲဆိုပြီးတော့တခုခုဖြစ်မှာကိုကျွတ်တင်ပြီးတော့နမိတ်ပြတဲ့အနေနဲ့လည်းပဲအိမ်မက်ထဲမှာမြင်ရတတ်တယ်တွေ့ရတတ်တယ်အဲဒါကြောင့်လည်းပဲအိမ်မက်မဲ့တယ်နံပါတ်3နတ်တိလက်စားခြင်းကြောင့်နတ်တိပြောကြားခြင်းကြောင့်နတ်တိပြခြင်းကြောင့်လည်းပဲအိမ်မက်မဲ့တယ်ဒါကတော့ရှင်းပါနံပါတ်4စိတ်ဓာတ်တွေ၆ခြားခြင်းကြောင့်လည်းပဲအိမ်မက်မဲ့တယ်အဲ့တော့အိမ်မက်ဘာကြောင့်မဲ့တာတော့ဆိုအဲ့ဒီ၄မျိုးတည်းကတစ်မျိုးမျိုးကြောင့်လူတွေအိမ်မက်မကြတယ်ကောင်းပြီယခုမဟာသုပိနဇတ်တော်မှာကောသလမင်းတရားကအဲ့ဒီအိမ်မက်မဲ့ခြင်း၄မျိုးတို့တွင်ဒီအိမ်မက်မဲ့ခြင်းတွေမှာကောသလမင်းတရားပါတော့ဆိုလို့ရှိရင်နမိတ်ပြတာရေးတယ်။ဘာပြတာလဲအနာဂတ်ကာလမှာရှေ့မှာဘာဖြစ်မယ်ဆိုတာကိုနမိတ်ပြတဲ့အနေနဲ့အိမ်မက်မက်တာကောသလမင်းကအဲဒီတော့ဘုန်းကြီးတို့စာပေမှာဧကံဒီဝတံကြည်တာကောသလမဟာရာဇာရတ္တိနိဒုဘကတောပိရှိမယာမေသောလသမဟာသုပိနေဒိဋ္ဌဝါဗိဒာသတိတောပဗုစိတ်တဝါအဲ့ဒါဒီဝတံတနေ့မှာတော့ကောသလမဟာရာဇာကောသလမင်းကြီးသည်ရတ္တိညင်ခါကာလသမယမှာနေတုမကတောမြောင်မင်းအိပ်ပျော်လျက်ပိစိမယာမေပိစိမယံ၌သောလသမဟာသုပိနေ36ချက်တော်အိမ်မဲကြီးတော်ကိုဒိဋ္ဌဝါမြင်မဲ့တော်မူ၍ဗိဒတိတိသောကြောက်လန့်လျက်ပဗ္ဗုစိတ်တဝါနိုး၍ဆိုတော့ကောသလဗေဒယာဒီအိမ်မက်ကိုမဲ့တဲ့အချိန်ဟာဘုန်းကြီးတို့ပြေးတဲ့ပစ္စည်းမယံတဲ့ဘာယံနဲ့လဲပစ္စည်းမယံဆိုတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်လက်ထက်တော်တော်ကညကို3ပိုင်းပိုင်းလာတယ်ညကိုဘယ်နှပိုင်းပိုင်းပုဗ္ဗယာမလို့ခေါ်တဲ့ညစ်ကူးညာပစ္စည်းမယာမလို့ခေါ်တဲ့သန်းခေါင်ညာပစ္စည်းမယာမလို့ခေါ်တဲ့မိုးတောက်ယံညကို3ပိုင်းပိုင်းနဲ့ညင်ကူပိုင်းရဲ့အကောင်ရံရဲ့မိုးလင်းပိုင်းရဲ့ဘယ်နှပိုင်းလဲအခုကောသလမင်းတရားအိပ်ပျော်သွားတာတညာလို့မနဲ့မိုးလင်းတဲ့ပစ္စည်းမယာမေပစ္စည်းမယံလိုက်ဆိုတော့မိုးတောက်ရံအချိန်မှာမက်တဲ့အိမ်မဲအဲဒီတော့မိုးတောက်ရံအချိန်မှာမက်တဲ့အိမ်မဲဖြစ်တော့ဣမေတံသုပိနန္နံဒိဋ္ဌတာကိန္ဓုခောမေဘဝိတ္တိဣမေတံသုပိနန္နအဲ့ဒီ16ဖြစ်သောအိမ်မက်တို့ကိုဒိဋ္ဌတာမြင်အသည်ဖြစ်ကြောင်းမေငါအကိန္ဓုခောဘဝိတ္တိဘယ်လိုတွေများဖြစ်ပါမလဲဒေသယေကောသလမင်းတရား16ချက်သောအိမ်မက်ကိုမနဲ့မိုးလင်းပိုင်းနေရာကြီးချိန်မှာမြင်မဲ့တဲ့အခါကျတော့အိယာကလန့်လို့ပြီးတော့ဒီအိမ်မက်တရားဆန်းကျဲလိုက်တာငါဘာများဖြစ်ပါမလဲငါဘာများဖြစ်လိမ့်မလဲငါဘာများဖြစ်လိမ့်မလဲနဲ့မရဏဘယတိစီတောတယနာပိတေနိသိဏကောဝရတေဝိဒိနာမေတိမရဏဘယတိစီတောသေဘေးမှကြောက်သည်ဖြစ်၍အိမ်မက်တွေကဆိုးလုံးလို့အိမ်မက်တွေကကြမ်းလုံးလို့သောသလမင်းကြီးကြောက်ကြောက်လန့်လန့်နဲ့ငါတော့သေမယ်ထင်တယ်ငါနမိတ်တွေကြနေတယ်
သေဘေးမှာကြောက်သည်ဖြစ်သေယနာပိတ်ချေအိယာထက်မှနိသိဏကောဝထိုင်လျက်သာလျင်အိယာကနေလန့်လို့ပြီးတော့ဆက်ပြီးတော့အိမ်မပျော်တော့ဘူးတဲ့အိမ်လည်းမအိပ်ရဲတော့ဘူးတဲ့ဘာဖြစ်လို့လို့ဆိုရင်သေမှာကြောက်ဒေသရဲ့ဘာဖြစ်လို့လဲသေမှာကြောက်လို့သာလေရတ္တိညင့်ကိုဝိရိနာမေတိလွန်မြောက်စေခဲ့လိမ့်မည်မိုးလင်းခဲ့လိုက်တာမိုးလင်းခဲ့လိုက်တာမိုးလင်းခဲ့လိုက်တာနဲ့ကောသလမင်းတရားတယောက်တည်းမင်းသားနေဇတ်တော်ရခမ်းမတော်ကြီးထဲမှာတယောက်တည်းကြောက်ကြောက်လန့်လန့်နဲ့ဖြစ်နေတယ်အထာနံပပတ္တယရတ္တိယပြမနာပုရောဟိတဥပသင်္ကမိတဝါအဲ့ဒီလိုနဲ့မိုးလင်းပြီဆိုလိုက်ကြပါစို့မိုးလင်းလင်းရောပြေတတ်တဲ့ကောသလမင်းကြီးထံကိုနန်းတော်ထဲမှာရှိနေတဲ့မင်းတိုင်ပြီးပုံနာလို့ခေါ်တဲ့အမတ်ကြီးတွေပုံနာဆရာကြီးတွေခါစားဖို့ရောက်လာတယ်တဲ့ဗျမနာပုရောဟိတဥပသင်္ကမိတဝါကောသလမင်းတရားထံကိုခါစားဖို့ရောက်လာတဲ့ပုံနာကြီးတွေကဒုက္ခံသယိဋ္ဌမဟာရာဇာတိမဟာရာဇမြတ်သောမင်းကြီးတွင်တင်မင်းကြီးဒီဒုက္ခံချမ်းသာသာဒုက္ခချမ်းသာသာသယိဋ္ဌအိယပါရဲ့လားဣတိသို့ပုံစိမ့်သူကောင်းစွာမသွေမေးမြန်းကြလေကုန်တည်းမြတ်သောမင်းကြီးတဲ့ညကချမ်းသာသာအိပ်ဆက်ရပါရဲ့လားအဲ့ဒီစကားဟာတို့ဒကာကြီးတွေတွေ့လဲပြောကြတယ်ဒကာကြီးအိပ်လို့ပြောရလားညဓမ္မဘုရားပြောပါတယ်ဓမ္မကြီးတို့အိပ်လို့ပြောရလားပြောပါတယ်ဒီလိုမေးတယ်လို့ပေါ့ဒုက္ခသယိဋ္ဌမဟာရာဇမြတ်သောမင်းကြီးညကချမ်းသာသာအိပ်ဆက်ရပါရဲ့လားညကချမ်းသာသာအိပ်ပျော်ပါရဲ့လားဣတောမယသရိယဒုက္ခံကောသလမင်းကပြန်ပြောတယ်အတန်ကြီးတုံတုံနဲ့ဣတောမယသရိယဒုက္ခအသရိယဆရာတို့မေကုတောမေအသရိယဒုက္ခံအသရိယဆရာတို့မေငါဒုက္ခံချမ်းသာခြင်းဒီကုတောဘယ်လိုဖြစ်နိုင်မလဲဆရာတို့တဲ့ဘယ်လိုလုပ်ပြီးတော့ချမ်းသာတာညာကအိပ်ပျော်မှလဲဧဇာပိစုသမယေသောလာသမဟာသူပိနိပသိမင်းကြီးညာကချမ်းသာတာမအိပ်ရဘူးဆိုတာဘာဖြစ်လို့လဲဧဇာပိစုသမယေသောလာသမဟာသူပိနိပသိအာငါနိဧဇာယေနေပိစုသမယေမနဲ့ဘုသောခန္ဒီမှာမနဲ့မိုးလင်းခန္ဒီမှာသောလသမသူပိနိ16ဖြစ်သောအိမ်မက်ကြီးတို့ကိုပတ်သိမြင်မဲ့တယ်သောမိတေတံဒိဋ္ဌကာလတော်ပန္ထယဗယံပတော်သည်အိမ်မက်တွေမြင်မဲ့ပြီးတဲ့ကငါကြောက်လန့်နေတဲ့ဆရာတော်ငါအိမ်မပြောဘူးဟာအဲ့ဒါဆိုရင်ဝရိဋ္ဌမဟာရာဇဝရိဒမဟာရသသုတ်တဝါဇာလိသမ္မာဒီမဟာရသမယသောမင်းကြီးဝရိဒကျွန်တော်မျိုးတို့ကိုပြောပြပါတော့သုတ်တဝါရှင်မင်းကြီးပြောကြမှလည်းဇာလိသမီကျွန်တော်မျိုးတို့သိရပါလိမ့်မယ်ဗျာမြတ်သောမင်းကြီးမြင်မဲ့တဲ့အိမ်မက်တွေဘယ်လိုဟာမျိုးတို့ဆိုတာကိုမင်းကြီးကိုယ်တိုင်ပြောပြမှပဲကျွန်တော်မျိုးတို့သိရမှာပါဒါကြောင့်မလို့မင်းကြီးပြောပြစမ်းပါအိုးဘယ်လိုအိမ်မက်တွေလဲဘုံသားဆရာကြီးတွေကကောသလမင်းရဲ့ရှင်နန်းတော်မှာဝင်ပြီးတော့မင်းကြီးနှုတ်ဆက်စကားပြောကြရင်ကနေပြီးတော့ညကအိမ်မပြောဘူးဆိုတဲ့အကြောင်းမင်းကြီးကပြောတော့အိမ်မက်တွေမဲ့လို့ကဲဘယ်လိုအိမ်မက်တွေတော့ပြောပါအောင်လို့ဆိုတဲ့အခါကြတော့မှဘုဒ္ဓိဗြဟ္မဏနံဒိဋ္ဌသူပိနေတထေတဝါဥဒမရုခဂဝိယောဂဝါစာအတောကံသောသိင်္ဂလိစဂုံဘောပောက္ကရဏိစာအပကသန္တနံလာဘူလိတိတံနိသီလပလဝန္တိမနုကိယောကာနသဗ္ဗေကိလံတိကာကံသူဝနာပရိဝါယံတိတတ္တဝကဣလကနံဘယာတိ
ဩပြမနာဩဘုံနာတို့ဩဆရာတို့ဥဒ္ဒဘာနွားလာဥဒ္ဒဘာလေးခုတို့သည်ကိုယ်အံသောချင်းရာကိုပြ၍ဖဲကုန်၏ဒုက္ခငယ်စွာသောသစ်ပင်ခြုံတို့သည်ကိုယ်ငုံသီးကုန်၏ဂါဝီယောနမကြီးတို့သည်ယနေ့မွေးဖွာသောနွားမငယ်၏နှုတ်ကိုစိုးကုန်၏ကဝါစာလဲ၌ကပ်အကုန်သောနှုတ်စို့နှုတ်ခွာနွားငယ်တို့သည်ဝန်ကိုမဆောင်ရွက်နိုင်ကုန်အသောနှစ်ဖက်မျက်နှာရှိသောမြင်းသည်နှစ်ဖက်သောခံတွင်နှင့်အစာကိုစား၏ကံတော်ဘုဒ္ဓသိထိုက်တန်သောရွှေလင်ပန်းကိုဤ၌ကျင်းငယ်ဆွန့်လောဟုမြေခွေးအားဆောင်နေ၏သင်္ဃလေးဓာအထက်၌ကြည်ရသောလွန်ကျိုးကိုအောက်ကမြေခွေးမှခိုးစား၏ကုံမောချင်းဤသောအိုးတို့ဖြင့်ခြံရန်အပ်သောရေပြည့်အိုး၌သာရေလောင်း၏ပောက္ခရဏိစာရေကံလည်း၌ရေသည်နောက်ကုန်၍အနာ၌ရေတို့သည်ကြည်ကုန်၏အဘကံတလုံးဤသောအိုးဖြင့်ကျက်အပ်သောသမင်းသည်သုံးစုအဖြင့်ကျက်၏သန္ဒနာအဘိုးတသိထိုက်သောသန္ဒကုဏံသာကိုရက်တဲ့ပုံရိပ်ပုံဖြင့်ရောက်စားလေတော်၏လာဘုန်ဤဘူရောင်းတို့သည်သီလန်ဤရေ၌နေကုန်၏သီလာကြောက်ပြာကြီးတို့သည်ပလဝန္တိရေဘော၌ထင်ထင်ရှားရှားပေါ်လာကုန်၏မနုတိယောဖာမငယ်တို့သည်ကန္နာသာပေမွေဟောက်တို့ကိုဒီလန်ဒီမျိုးကုန်၏သာကံကြီးကိုသူဝနာရွှေဟင်းသာတို့သည်ပရိဝါယန္တိခြံရန်ကုန်၏တတ္တတို့ထိတ်လန့်ခြင်းကိုဖြစ်စေကုန်သောထိတ်လန့်ခြင်းကိုဖြစ်စေကုန်သောဧကတတ္တောသည်ဧလကနံစိတ်တို့အားဗျာကြောက်ကုန်၏ဣတိဣသောသောလတမဟာသူပိနေ16ချက်သောအိမ်မက်တို့ကိုတတိတိကောင်းစွာမဲ့သွေပြောကြားတော်မူလိုက်ပါပေသတည်းသောတလမေတ္တရာကလည်းဒီသာဤမှတ်ဉာဏ်ကတည်းကောင်းတယ်ရှေ့ကလူနဲ့ရှေ့ကအိမ်မက်နဲ့တော့ဟုတ်တယ်တို့ဒီနေ့လူတွေများညာအိမ်မက်မဲ့မနေ့ကထိုင်စဉ်းစားနေတယ်ငါညာအိမ်မက်တော့မဲ့တယ်ဘာမှမသိဘူးစဉ်းစားရင်နဲ့တော်တော်လေးစဉ်းစားယူရဒါတော့အကုန်လုံးမပေါ်တော့ဘူးတချို့တစ်ဝက်ပဲပေါ်တော့တယ်ကောသလမင်းတရားကတော့နမိတ်ပြတဲ့အိမ်မက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့အိမ်မက်16ချက်လုံးကိုအကုန်လုံးမှတ်မိတယ်တဲ့ပြေးတိုင်းအစဉ်တိုင်းပြန်ပြောပြတယ်ဥဒ္ဒဝဒုက္ခခာဝီယောကဝါစာအတောကံသောသိင်္ဂလိစဂုံဘောပောက္ခရဏိစာအပါကသန္နနံလာဘူနိတိတံနိသီလံဘလဝန္တိမနုကိယောကာနတဗေကိလန္တိကာကံသုဝနာပရိဝါယန္တိတတဝကဧလကနံဗယာတိဥဒ္ဒဘာနွားနဲ့ဥဒ္ဒဘာလေးခုတို့သည်ကိုယ်ရသောခြင်းရာကိုပြ၍ဖဲကုန်၏ဒေဝိတတေကောသလအိမ်မက်16ချက်တစ်ခုချင်းဆိုကြည့်အောင်လိုက်ဆိုပါနွားနဲ့လေးခေါင်းဝိမီဆောင်တိမ်ရှောင်ထွက်ပြေးတာနွားနဲ့လေးခေါင်းဝိမီဆောင်တိမ်ရှောင်ထွက်ပြေးပါနွားနဲ့လေးခေါင်းဝိမီဆောင်တိမ်ရှောင်ထွက်ပြေးပါဆိုလိုက်ပါ
အိမ်မက်ထဲမှာမြင်ရတဲ့ပထမအိမ်မက်ကနွားလေးခေါင်ရေးသားရင်နွားဗန်နဲ့ကောင်းတယ်နက်နဲ့ကြီးတယ်သူတောက်တာလည်းမပြောနဲ့နွားကနှစ်ပြူမှုကိုနက်နဲ့ကြီးတယ်နွားနဲ့ကြီးလေးကောင်ကအရာလေးမျက်နာကလာပြီးတော့ဝေးကြတော့မယ်တကောင်နဲ့ကောင်ခွေ့ပြပေါ့စောင့်ပြီးတော့လာကြတာတဲ့အနာလဲရောက်ကိုအဲ့ဒီနွားနဲ့လေးကောင်ဟာနောက်ပြန်ဆုတ်သွားကြတယ်အိမ်မက်မက်တာဗာမက်တာလဲနွားဘယ်နဲ့ကောင်းလဲအဲ့ဒါဘာကောင်းမလဲအာတော့ကိုပဲတို့တကကြီးလဲဝါသနာပါသားပဲဟုတ်လားအမလေးအိမ်မက်တဲ့မရင်ကောက်ကြတယ်ဗာဒီမမီကောသလမင်းအိမ်မက်16ချက်ဘယ်လိုကောက်ကြမလဲကောက်ချမ်းမရေးတယ်နံပါတ်1လာတယ်နွားလေးကောင်းတယ်နွားဘယ်နဲ့ကောင်းလဲလေနွားနဲ့လေးကောင်ဝေးမြီဆောင်သိမ်းဆောင်ထွက်ပြေးတာဆရာတို့နွားကြီးလေးကောင်ကအတက်ကြီးတွေပြေးလာပြီးတော့ဝေးမဲ့တကောင်နဲ့တတ်မဲ့ဖြတ်မဲ့နဲ့လာရင်ကနေပြီးတော့မဝေးတော့ဘဲနဲ့နောက်ဆုံးပြီးတော့ပြန်ပြေးတယ်အဲ့ဒါတစ်ချက်မှတိုင်းပြည်သားရဲ့နောက်တစ်ခုဆိုကြည့်ပါဦးဒီငယ်စွာလားသစ်ပင်ကသီးကြပွင့်ကြတာဒီငယ်စွာလားသစ်ပင်ကသီးကြပွင့်ကြတာဒီငယ်စွာလားသစ်ပင်ကသီးကြပွင့်ကြတာဆိုလိုက်ပါမြေကြီးပေါ်မှာတထောင်လောက်ရှိသစ်ပင်လေးတွေအဲ့ဒီသစ်ပင်တွေဟာအသီးတွေအပွင့်တွေနဲ့အသီးတွေများမြေကြီးကိုထိလို့ပြီးနေလိုက်တာပင်လုံးကိုဝေးလို့အမှန်အသီးတည်တဲ့သစ်ပင်ဆိုတာတရေပင်လို့ပိနေပင်လို့ဆိုတာဘေးသားရဲ့အပင်ကြီးမှပွင့်တာအပင်ကြီးမှသီးတာအပင်ကြီးမှမဲ့တာဟုတ်တယ်မို့လားဒါပေမဲ့လို့ကောသလမင်းတရားမြင်မဲ့တဲ့အိမ်မက်ကတထွာလောက်တထောင်လောက်ရှိတဲ့သစ်ပင်လေးတွေကမြေကြီးပေါ်မှာသီးနေလိုက်တာတဲ့အသီးတွေဝေးပြီးတော့တခါတည်းဆရာတို့ဒီအိမ်မက်ကလည်းအိမ်မက်မကောင်းဘူးဘယ်နဲ့ပြောင်းရံနေကြီးလျှောက်ပြီးတော့အဲ့ဒီနာမနဲ့အိမ်မက်ကတော့အဲ့ဒီအိမ်မက်မျိုးကိုမြင်မဲ့ပါတယ်နောက်တကဥသမရုက္ခခာဝီယောနမကြီးတို့သည်ယနေ့မွေးဖွားသောနွားမငယ်ဤတို့ကိုဆိုကုန်၏နမသုံးမြင်မဲ့တဲ့အိမ်မက်ကဧ၌ဆိုကြည့်သမှာပွားစနွားငယ်နို့ကိုဝဲနွားမယ်ဆိုနေတာပွားစနွားငယ်နို့ကိုဝဲနွားမယ်ဆိုနေတာပွားစနွားငယ်နို့ကိုဝဲနွားမယ်ဆိုနေတာဆိုလိုက်ပါယနေ့မွေးဖွားလိုက်တော့အခုမှအမိဝမ်းကကျွတ်တဲ့နွားငယ်လေးရဲ့နို့ကိုနမကြီးကပြန်စို့နေတယ်ဒါလည်းပြောင်းပြန်ပဲပြေးကကြီးဒီအိမ်မက်ကလည်းပဲထုံးစံကယနေ့မွေးတဲ့နွားဟာသူ့အမေရဲ့နို့ကိုပဲနမကြီးရဲ့နို့ကိုပဲပြန်စို့ရဒီလိုမဟုတ်လား
အဲ့ဒီလိုမဟုတ်ဘူးဆရာတို့အိမ်မက်ကနမသုံးမဲ့တဲ့အိမ်မက်ကအဲ့ဒီလိုမဟုတ်ဘူးဘယ်လိုလဲပြောဆိုတော့ပြောတယ်လေယခုခွာစားနွားငယ်နို့ကိုဝယ်နွားမယ်ဆိုနေတာဒီနေ့မွေးဖွားလိုက်တဲ့နွားလေးရဲ့နို့ကိုအမေလုတ်တဲ့နမကြီးကပြန်ပြီးတော့စိုးနေရတယ်လို့မဲ့တဲ့ဆရာတို့ဧဒါရဲ့အိမ်မက်ဘယ်နှချက်ရှိသွားပြီသုံးချက်ရှိသွားပြီနောက်တဲ့ခန္ဓာမလေးကကဝါစာနွား၌ကအကုန်သောဘဝစာလဲ၌ကအကုန်သောနို့ဆိုနို့ခွာနွားငယ်တို့သည်ဝင်းကိုမဆောင်ရွက်နိုင်ကုန်အဲ့ဒါဆိုကြည့်အောင်ပြေးသားရဲ့နွားကြီးမကြိုက်နွားငယ်မိုက်ဝန်တိုင်းနေရပါနွားကြီးမကြိုက်နွားငယ်မိုက်ဝန်တိုင်းနေရပါနွားကြီးမကြိုက်နွားငယ်မိုက်ဝန်တိုင်းနေရပါဆိုလိုက်ပါစဘာတို့ထင်းတို့အပြည့်တင်ထားတာလဲကြီးတစ်စင်းတကယ်ဆိုအဲ့ဒီစဘာတွေထင်းတွေအပြည့်တင်ထားတဲ့လဲဖို့လဲကြီးတစ်စင်းရုံးမယ်ဆိုရင်အခေါ်ဗလာကောင်းသောနွားကြီးတွေနသိုးကြီးတွေပဲရုံးရလိမ့်မယ်ပေါ့ဒါပေမဲ့လို့ဆရာတို့ရေအဲ့ဒီနွားကြီးတွေရှိနေရဲ့သားနဲ့အဲ့ဒီလဲသမားကနွားကြီးတွေကိုဖြုတ်ပြီးတော့နွားကြီးတွေကိုဘေးပယ်ထားပြီးတော့အိုးဝင်မယုံနိုင်သေးသောနွားသေးသေးနွားငယ်ငယ်တွေကိုအတင်းယုံခိုင်းနေတယ်ဗျာတဲ့အဲ့ဒါက၄ခုမြောက်မြင်မဲ့တဲ့အိမ်မဲ့ဘယ်နှခုမြောက်လဲ၄ခုမြောက်မြင်မဲ့တဲ့အိမ်မဲ့ကဆရာတို့ရဲ့အဲ့ဒီလိုမြင်မဲ့ပါတယ်အာရဂမြတ်သောမြင်ကြီးကောင်းပြီနောက်ထပ်၅ခုမြောက်အိမ်မဲ့ကဘယ်လိုတဲ့တုံးအသောနှစ်ဘက်မျက်နှာရှိသောမြင်သည်နှစ်ဘက်သောခံတွင်ဖြင့်အစာကိုစား၏ဧဒါ၏ဆိုကြည့်ပါခံတွင်နှစ်ဖြာမြင်ရသာအစာစားနေပါခံတွင်နှစ်ဖြာမြင်ရသာအစာစားနေပါခံတွင်နှဖြာမြင်ရသာအစာစားနေပါဆိုလိုက်ပါဆရာတို့တဲ့မြင်းကတော့တစ်ကောင်နဲ့ပဲခေါင်းကနှလုံးနဲ့ခေါင်းကဘယ်နှလုံးခန္ဓာကိုယ်တစ်ခုမှာခေါင်းနှလုံးရှိတဲ့မြင်းကြီးကပါးစပ်နှစ်ပေါင်းနဲ့ဟိုဘက်ကအစာကိုလည်းစားတယ်ဒီဘက်ကအစာကိုလည်းစားတယ်အဲ့ဒီအိမ်မက်ကလည်းအလွန်ကြမ်းတမ်းတဲ့အိမ်မက်အဲ့ဒီအိမ်မက်ကိုမြင်တော့ငါလန့်တယ်ကောသလမင်းကပြန်ပြောနေတာဒီနေ့ဘယ်နှချက်ရှိသွားပြီ၅ချက်ရှိသွားပြီနောက်တခါမြန်သောမင်းကြီးနမ6အိမ်မဲကိုပြောပြပါအောင်လို့ဆိုတဲ့အခါကျတော့မှကံတော်အဖို့တသိမ့်ထိုက်သောရွှေလင်းပန်းကိုအဖို့တသိမ့်ထိုက်သောရွှေလင်းပန်းကိုဤ၌ကျင်းငယ်စွန်လောဟုမြေခွေအားဆောင်နေ၏အဲ့ဒါလေးဆိုကြည့်ပါပြေသားရဲ့ရွှေခွဲအလဲမြေခွေနဲ့ကျင်ငယ်စွန်သွားပါရွှေခွဲအလဲမြေခွေနဲ့ကျင်ငယ်စွန်သွားပါရွှေခွဲအလဲ
မြေခွေးနဲ့ကျင်ငယ်စွန်သွားပါဆိုလိုက်ပါဒီဆရာတို့နမကြောင့်မြင်မဲ့တဲ့အိမ်မက်ကရွှေခွက်တို့မဟုတ်ရွှေလင်ပန်းအဲ့ဒီရွှေခွက်ရွှေလင်ပန်းဟာဘယ်လောက်တန်လို့ဆိုတသိန်းတန်နဲ့တသိန်းတန်တော့အဘိုးတသိန်းတန်တော့ရွှေလင်ပန်းရွှေခွက်ရဲ့အလဲကောင်တဲ့တယ်မှာမြေခွေးကပြင်ငယ်စွန့်သွားတယ်အပေါ့သွားသွားတယ်တဲ့6ခုမြောက်အိမ်မက်အေးသားဘယ်နှခုမြောက်အိမ်မက်လဲမဟာရသမြတ်သောမင်းကြီးတတ္တမသောလကတတ္တမသုပိနေတဆေတတ္တမသုပိနေ9ခုမြောက်သောအိမ်မက်ကိုအာဟပြောကြပါဦးလို့အဲ့တော့ကောသလမင်းတရားကသင်္ဃာလိစအထက်၌ကြည့်ရသောလွန်ကျိုးကိုအောက်ကမြေခွေမာသည်ခိုးစား၍နေ၏အဲ့ဒါလေးဆိုကြည့်ပါရှေးကကြစ်ချကျိုးလွန်စားခွေမခိုးစားပါရှေးကကြစ်ချကျိုးလွန်စားခွေမခိုးစားပါရှေးကကြစ်ချကျိုးလွန်စားခွေမခိုးစားပါဆိုလိုက်ပါအေးဆရာတို့အမျိုးသားတယောက်ဟာကျိုးကျစ်နေတယ်လွန်ကျိုးဆိုတာသုံးလုံးတင်မှကျိုးဆိုတဲ့အခါအဲ့ဒီကြစ်ချတော့ကျိုးဆောင်အဲ့ဒီကိုပြအောင်းမှနေနေတဲ့ခွေးဝါကအဲ့ဒီကျိုးကိုအောက်ကနေပြီးတော့ကိုက်ချပြီးတော့စားနေတယ်ဆိုတဲ့အိမ်မက်တစ်ခုကိုလည်းမြင်မဲ့တယ်တဲ့9ခုပြည့်သွားပြီဘယ်နှခုပြည့်သွားဒါဖြင့်မြတ်သောမင်းကြီး10ခုမြောက်အိမ်မက်ကိုလည်းပြောပြပါဦးလို့ပုံနာဆရာကြီးတွေကတောင်းပန်တော်မှာကောသလမင်းတရားကကုံပေါ်အချီအနီးသောအိုးတို့ဖြင့်ခြံရအပ်သောရေပြည့်တဲ့အိုး၌သာရေလောင်း၍နေတယ်ဆိုတဲ့အိမ်မက်ကိုအာနာတိပတ္တမိကောင်းစွာမသွေမြင်မဲ့ပါပေတော်သတည်းဆိုလိုက်ပါရေပြည့်အိုးဝဲထလောင်းလေအိုးငယ်မလောင်းပါရေပြည့်အိုးဝဲထလောင်းလေအိုးငယ်မလောင်းပါရေပြည့်အိုးဝဲထလောင်းလေအိုးငယ်မလောင်းပါဆိုလိုက်ပါအေးဆရာတို့ရာဝင်အိုးကြီးရဲ့ဘေးနားမှာအိုးလေးတွေအစိမ့်ဝင်50ဝင်အိုးတွေအဲ့ဒီအိုးတွေထဲမှာဘာမှမရှိဘူးတဲ့ရာဝင်အိုးကြီးထဲမှာတော့ရေပြည့်နေတယ်ဒါပေမဲ့ရလေးမျက်နှာရရှင်းမျက်နှာကရောက်လာကြကုန်သောမျိုးသားမျိုးသမီးအပေါင်းတို့ကသူတို့ပခုံးပေါ်ကောင်းပေါ်မှာပါလာတဲ့ရေအိုးတွေနဲ့အဲ့ဒီပြည့်ပြီးသားရာဝင်အိုးကြီးဝါကိုပဲရေတွေထလောင်းရတယ်တဲ့
ဘေးနားမှာရှိတဲ့အိုးတွေကိုရေမလောင်းမှုတဲ့အဲ့ဒါကပရိသတ်တွေ8ခုမြောက်အိမ်မက်ဘယ်နှခုမြောက်ဒါမြင်မြတ်သောမင်းကြီး9ခုမြောက်အိမ်မက်ကိုလည်းပြောပါအောင်ဗျမနာဩဘုံသားကြီးတို့ပောက္ခရဏီစာရေကံအလဲ၌ရေတို့သည်နောက်ကုန်၍အနာ၌ရေတို့သည်ကျင်းလင်း၍နေတယ်လို့အာငါသည်ပန္နမီကောင်းစွာမဲ့သွေအဲ့ဒီအိမ်မက်ကိုလည်းမြင်မဲ့ပါပေတော့တည်းဆိုလိုက်ပါကံလေတွင်ရေနောက်မြေဘေးတွင်ကြည်နေပါကံအလေတွင်ရေနောက်မြေဘေးတွင်ကြည်နေပါကံအလေတွင်ရေနောက်မြေဘေးတွင်ကြည်နေပါဆိုလိုက်ပါအေးဆရာတို့ရေကန်တို့ရဲ့ထုံးတမ်းစင်လာရတာဘယ်ရေကန်ပဲဖြစ်ဖြစ်သာဝတိပြီးပြင်မဲ့ကပြည်သူပြည်သားတွေသုံးဖို့လို့တည်ထားတဲ့ရေကန်ကြီးဟာရေကန်ရဲ့အနာဆိုတာလူတွေအသက်ရှင်းမရှိဘူးလားရေရှင်းညာရေခတ်ကြတော့ဆင်လာပြီးတော့တယောက်ကလာခတ်တယောက်ကလာခတ်တော့ထုံးတမ်းစင်လာရကကံအနာကသာလေနောက်ရမှာကံလေကကြည်ရဒါသူသဘာဝထုံးတယ်ဒါပေမဲ့မိသားတေကောသလမင်းကြီးမြင်မဲ့တဲ့အိမ်မက်ကကံလေကနောက်ပြီးတော့ကံဓာတ်မှလာပြီးတော့ရည်ကြည်နေတယ်တဲ့ဒါလည်းအတက်မဟုတ်ပြေးတယ်ဒါလည်းပြောင်းပြန်ပဲဒါကြောင့်ကောသလမင်းကကြောက်နေတာသူကမြင်မဲ့တဲ့အိမ်မက်ကတခုမှသဘာဝတရားကိုမြင်မဲ့တာမဟုတ်ပဲနဲ့သဘာဝနဲ့ဆန့်ကျင်တဲ့အိမ်မက်တွေကြီးမြင်မဲ့တဲ့အတွက်ကြောင့်မို့လို့သူအဲ့ဒီမှာကြောက်နေတာဒါကြောင့်ဆရာတို့ဓမ္မကိုမြင်မဲ့တဲ့အိမ်မက်ကတော့ပောက္ခရဏီစရေကံအလယ်၌ရေတို့သည်နောက်ကုန်၍အနာ၌ရေတို့သည်ကျင်လည်ကုန်၏ကောင်းပြီမြတ်သောမင်းကြီးနောက်တစ်ခါနာမ30တဲ့ဘေးသားရေနောက်တစ်ခါနာမဘလောက်အဘာကံတလုံးဒီသောအိုးဖြင့်ဆက်အပ်သောသမင်းသည်သုံးစုအားဖြင့်ကျက်၏ဒီမှာသုဘိနာအဲ့ဒီအိမ်မက်ကိုအာငါတိပတ္တမိကောင်းစွာမတွေ့မြင်မဲ့ပါမေတော့တည်းဆိုလိုက်စမ်းမှသမင်းအိုးတွင်သုံးထွေမြင်ဖြစ်အင်မညီပါသမင်းအိုးတွင်သုံးထွေမြင်ဖြစ်အင်မညီပါသမင်းအိုးတွင်သုံးထွေမြင်ဖြစ်အင်မညီပါဆိုလိုက်ပါဆရာတို့တဲ့အမျိုးသမီးတယောက်ကခံသေးပြီးတော့သမီးဝတ်တယ်မယ်ခံသေးကိုယ်တဲ့မိဘဝတင်ပြီးတော့သမီးချက်တာကျက်လဲကျက်ပေါ့သမီးဝတ်လဲဖွင့်ကြည့်လိုက်ပေါ့သမီးဝတ်တစ်လုံးထဲမှာပဲတဏှာကမာတယ်တဏှာကပြော့တယ်တဏှာကမနှက်ဘူးပြောရင်လည်းအကုန်လုံးပြောပေါ့မာရင်လည်းအကုန်လုံးမာပေါ့မနှက်ရင်လည်းအကုန်လုံးမနှက်ပေါ့တိုးထဲမှာတူတူဒီဆန်ထက်တာပဲဒါပေမဲ့လို့အဲ့ဒီလိုမဟုတ်ဘူးဆရာတို့တဏှာကပြော့တယ်တဏှာကမာတယ်တဏှာကမနှက်ဘူးသမီးတို့တစ်လုံးထဲကိုသုံးခုပြောင်းနေတယ်သမီးတို့တစ်လုံးထဲဘယ်နှခုပြောင်းလဲ
ဒါကြောင့်သမင်းဦးတွင်သုံးတွင်မြင်ဖြစ်မညီပါကောင်းပြီမြတ်သောမင်းကြီးနောက်တစ်ခုအိမ်မက်ကိုပြောပါအောင်နောက်တစ်ခုအိမ်မက်ကိုပြောပါအောင်ဆိုတဲ့အခါကျတော့သန္တနံအဖို့တသိခိုက်သောသန္တကူနံလာကိုရက်တဲ့ရေပုတ်ခြင်းရောက်စား၏ဝံလဲစား၏ဤနည်းဤသို့အဟံငါသည်ဣမံသူပိနံဟောဒီအိမ်မက်ကိုအတ္တမိကောင်းစွာမဲ့သွေမြင်မဲ့ပါပေတော့တည်းဆိုလိုက်ပါစံတကူထက်ပုံရည်မဲ့လဲလျက်သာတော့ပါစံတကူထက်ပုံရည်မဲ့လဲလျက်သာတော့ပါစံတကူထက်ပုံရည်မဲ့လဲလျက်သာတော့ပါဆိုလိုက်ပါဆရာတို့တဲ့သံဃကုဏ္ဍဟာအဘုဒ္ဓသိမ့်တံပါလေတဲ့အဲ့ဒီအဘုဒ္ဓသိမ့်တံတော့သံဃကုဏ္ဍကိုဘာမဟုတ်တဲ့ရက်တဲ့ရေပုံးရေအပုတ်ခံထားတဲ့ရေအဘုဒ္ဓသိမ့်ထိုက်တော့သံဃကုဏ္ဍနှစ်သုံးကိုဘာမှတန်ဖိုးမရှိတော့မိဖို့ကြောင့်မှသူများအပုတ်ခံထားတော့ရက်တဲ့ရေပုံးရေပုတ်ဖြင့်လဲစားတယ်လို့ငါအိမ်မက်ထဲမှာမြင်မတဲ့ဒီတတ်တွေအိမ်မက်ဘယ်နှချက်ရှိသွားပြီ11ချက်ဘယ်နှချက်လဲနောက်တခါမြတ်သောမင်းကြီး12ခုမြောက်သောအိမ်မက်ကိုပြောကြပါအောင်လို့တောင်းမှတော့လာဘူးနိဘူးတောင်းလို့သည်တည်တံသည်ရေနိုင်နေကုန်၏ဤမံသူပိနံအဲ့ဒီအိမ်မက်ကိုလည်းပဲအာငါတိပတ္တမိကောင်းစွာမသွေမြင်မဲ့ပါပေတော့တည်းဆိုလိုက်ပါဘူတော်ရေမှာနိမြုဒ္ဓသေချာမြင်ရပါဘူတော်ရေမှာနိမြုဒ္ဓသေချာမြင်ရပါဘူတော်ရေမှာနိမြုဒ္ဓသေချာမြင်ရပါဆိုလိုက်ပါရှိကတော့ရဒေသတွေမှာသုံးတာဘူးတောင်းနဲ့တို့ဘူးသီးတွေခြောက်သွားတော့ဆဲကဟာတွေတို့ခြောက်တာအဲ့ဒီဘူးသီးရေတွေပါလေခတ်လို့ရလားမရဘူးလားသားတို့ဘာလို့ဆဲအဲ့ဒီလိုမျိုးအဲ့ဒီဘူးတောင်းတွေဘယ်တော့မှရေတဲ့ပြည့်ဘယ်တော့မှရေမမြုပ်ဘူးအပေါ်မှာပဲသူပေါ်နေတာသူတော်မှာပါဒါပေမဲ့လို့တွေကောသလမင်းတရားမြင်မဲ့တဲ့အိမ်မက်ကအဲ့ဒီဘူးတောင်းတွေဟာရေထဲကိုအကုန်လုံးနှိမ့်မြုပ်သွားတယ်တဲ့ဒါလည်းဘိသရဲ့သဘာဝကိုလွန်ဆန်သွားတာဟုတ်သလားမဟုတ်ဘူးလားတကယ်ဆိုဘူးတော်နေရရေပေါ်မှာပေါ်နေရမှာရေထဲကိုဘယ်လိုမြုပ်လို့မမြုပ်စေရဘူးဒါပေမဲ့လို့ကောသလမင်းကြီးမြင်မဲ့တဲ့အိမ်မက်ကတော့ဘူးတော်နေအလုံးကရေထဲကိုမြုပ်သွားတယ်12ခုပြီးသွားပြီဘယ်နှခုပြီးသွားပြီနောက်တခါမြတ်သောမင်းကြီး13ခုမြောက်သောအိမ်မက်ကိုပြောကြပါဦးလို့ဘုံသားတွေကမိတဲ့အခါကျတော့မှသီလကြောက်ကြကြီးတို့သည်ပလဝတိရေ၌ပေါ်ကုန်၏ဒီမှသူပိနာရီအိမ်မက်ကိုလည်းဗအာငါသည်ပတ္တမိကောင်းစွာမသွေမြင်မဲ့ပါပေတော့တည်းဆိုလိုက်ပါကြည်လီလှစွာ
ကြောက်ချာဟာရေမှာပေါ်နေတာဒီလေလစွာကြောက်ချာဟာရေမှာပေါ်နေတာဒီလေလစွာကြောက်ချာဟာရေမှာပေါ်နေတာဆိုလိုက်ပါဆရာတို့ငါမြင်မဲ့တဲ့13ရက်မြောက်သောအိမ်မက်ကတော့အလွန်တရာကြီးမားလာသွားသောအိမ်လုံးကြောင်းလုံးမကကြည့်တဲ့ကြောက်ဖြာကြီးတွေဟာရေပေါ်မှာပေါ်ပြီးတော့ဟိုးတီတီသွားလာနေကြတယ်။ဒါလည်းသဘာဝကိုလွန်ဆန်ပြီးတော့မြင်မဲ့တဲ့အိမ်မက်ပဲကြောက်ဖြာတို့မြေဒီမှာကြောက်ဖြာမပြောနဲ့ပြေးတတ်ရဲ့ကြောက်ခဲလေးသေးသေးလေးတောင်မှရေပေါ်မှာပေါ်သလားရေအောက်ကိုမြုပ်ရတဲ့ထုံးစံရှိပါတယ်ဒါပေမဲ့လို့အိမ်လုံးကြောင်းလုံးမကားရှိတဲ့ကြောက်ဖြာကြီးတွေဟာရေပေါ်မှာပေါ်ပြီးတော့နေပါတယ်လို့13ချက်မြောက်ရေးတတ်ရဲ့ဘယ်နှချက်မြောက်လဲ13ချက်မြောက်သောအိမ်မက်ကိုကောသလမင်းတရားကပြောပြီးပြီအဲ့တော့မှပုံသားတွေကမြန်သောမင်းကြီး14ချက်မြောက်သောအိမ်မက်ကိုလည်းပြောပြပါအောင်မန္တုကီယောဖာမငယ်တို့သည်ကာဏသဘေမွေဟောက်တို့ကိုဒီလံဒီမြို့ကုန်ဤဣဒံသုပိနာဣမံသုပိနာအဲ့ဒီအိမ်မက်ကိုလည်းပဲအာဂါတိပတ္တမိကောင်းစွာမသွေမြင်မဲ့ပါပေတော့သတည်းဆိုလိုက်ပါမွေကြီးကောင်းကစာ၍ပါဟာမမျိုးနေတာမွေကြီးကောင်းကစာ၍ပါဟာမမျိုးနေတာမွေကြီးကောင်းကစာ၍ပါဟာမမျိုးနေတာဆိုလိုက်ပါဆရာတော်14ကျင်မြောက်သောအိမ်မက်ကတော့မွေဟောက်မွေပွေးထုံးစံအဲဒီမွေဟောက်မွေပွေးတွေကဖားတွေကိုမျိုးတယ်ပဲထုံးစံရှိဒါပေမဲ့လို့ယခုငါမြင်မဲ့တဲ့အိမ်မက်ကတော့အဲဒီမွေဟောက်တွေမွေပွေးတွေကိုဖားမှာကပြေးတိုင်းခေါင်းကစမျိုးတယ်ဘယ်ကစမျိုးလဲဒါလည်းသဘာဝကြသလားသဘာဝမကြတဲ့အိမ်မက်ကိုမြင်မဲ့တယ်တဲ့ကောင်းပြီမြတ်သောမင်းကြီး15ကျင်းမြောက်သောအိမ်မက်ကိုလည်းပြောကြပါအောင်ဗျမနာပုံနာတို့ကာကံကြီးကိုသုဝနာရွှေဟင်းသားတို့သည်ပရိဝါယံတိချမ်းရန်ကုန်၏ဣမံသုပိနအဲ့ဒီအိမ်မက်ကိုလည်းပဲအာငါတိပတ္တမိကောင်းစွာမသွေမြင်မဲ့ပါပေတော့သတည်းဆိုလိုက်ပါကြီးငဲ့အနာသင်္သာများခသာဝိုင်းနေပါကြီးငဲ့အနာသင်္သာများခသာဝိုင်းနေပါကြီးငယ်အနာသင်္သာများခသာဝိုင်းနေပါဆိုလိုက်ပါ
ဧတထငါးချက်မြောက်သောမြင်မဲ့ကတော့ဆရာတို့ကြီးငှက်တစ်ခေါက်ကြီးဆိုတာအလွန်ရုပ်ဆိုးတယ်အဲဒီကြီးငှက်ရဲ့နာမ